မင်္ဂလာပါဒီကနေ့ကကျမနံနက်တိုင်းချက်စားတယ်ကျမရဲ့နံနက်စာကိုဘယ်လိုချက်စားတယ်ဆိုတာမျှဝေတော့ပါမယ်ဖြစ်ပါတယ်ဒါကချက်ပြုတ်ရင်မျှဝေတာမဟုတ်ပေနဲ့ကျမတို့အစာလေးဆေးလေးအစာလူချက်စားပြီးမှကျမတို့ရဲ့ကျမရေးကိုပြီးဆိုင်လို့ရပါတယ်ကျမဒီမနေ့ချက်တဲ့မနေ့စာမှာဂျုံမိုးပန်တီမောလာဦးနီကျက်တူမေနမ်ဖြူတကြားတစွန်းစာအနေငယ်ပြီးတော့ဟင်ခမ်မိုနောက်တစ်ခုကကျမငံပြာရည်နည်းနည်းထည့်ပါတယ်ကျက်ဦးဒါတွေအကုန်လုံးပေါင်းလိုက်ရင်10မျိုးဖြစ်သွားပြီအဲ့ဒီ10မျိုးထဲမှာတောင်မှဟင်ခမ်မိုတစ်မျိုးထဲမှာတောင်မှ10မျိုးကြိတ်ပြီးမှထည့်ထားတယ်အဲ့ဒီဟင်ခမ်မိုထဲမှာ10မျိုးထည့်ပြီးကြိတ်ထားတာကကျမကြိုက်တာတွေရောမကြိုက်တာတွေရောပါတယ်ဒါပေမဲ့ကျမကအခုငငယ်တုန်းကမကြိုက်ပေမဲ့ကြီးလာရင်ဒါတွေဟာကျမရဲ့အတွက်စားရမယ်မစားလို့မဖြစ်တော့ဆိုတာတိလာတဲ့ချိန်မှာကျမကကြိုးစားပြီးမှစားတာဖြစ်ပါတယ်ကျဲဦးခောက်မယ်ပြီးတော့မောလာဦးနီပန်းတီဒီကိုတောက်စီမယ်ပြီးတော့တကြားဇွန်းစားနေငယ်ထည့်မယ်ရေထည့်မယ်ဒါတွေကိုရုံးဝင်ပြီးမှကြော်လို့ရတဲ့အထိရေထည့်ပြီးမှကိုကပြော့တယ်မှာတယ်ကခုအပေါ်မှာမူတည်ရဲ့ကျမကနည်းနည်းပြော့တယ်ဒါကြိုက်တဲ့အတွက်ကြောင့်ရေများထည့်တယ်အဲဒါကြောင့်မို့အကုန်လုံးရုံးဝင်ပြီးမှစီအနေငယ်ထည့်တယ်စီကြတော့တစ်ခါကြော်ရင်နည်းနည်းထည့်ပြီးမှစီကုန်သွားရင်ပြန်ထပ်ကြော်ရင်ထပ်အဲ့လိုမျိုးကြော်ပါတယ်အဖြစ်လို့လဲဆိုစီအများကြီးထည့်ရင်တစ်ခါတည်းနဲ့မုတ်တစ်ခုထဲမှာပဲစီအများကြီးဖြစ်သွားတဲ့ကြောင့်မို့စီကနည်းနည်းစီတစ်ခါကြော်စားတစ်ခါကြော်စားပဲထည့်တာဖြစ်ပါတယ်ကျမတို့ကလူတွေကစီယုံစီခန်းစီဆိုင်နေမှာပဲဆရာဝန်ရှိတယ်စီဆိုင်စီရှိတယ်ကျမတို့ကအဲ့လိုမျိုးနဲ့မိခုကြတယ်တကယ်တော့စီကကျမတို့အိမ်မှာရှိတယ်ဆရာဝန်လည်းကျမတို့အိမ်မှာရှိတယ်ကျမတို့ကိုယ်တိုင်ကဆရာဝန်ဖြစ်တယ်ကျမတို့ရဲ့မိခုချောင်ကစီယုံစီခန်းစီဆိုင်ဖြစ်တယ်ကျမတို့ရဲ့မိခုချောင်မှာစီဖြစ်တဲ့အစာတွေအများကြီးရှိတယ်ကျမတို့ကချက်ပြုတ်စားတတ်ဖို့ပဲလိုတယ်ကျမတို့ကကျဲဦးလဲပုံမှန်စားရင်စားချင်လာဖို့ဒီမုံလာဥနီလေကလေးရောလူကြီးရောတစ်ခါနှစ်ခါသုံးခါဆိုရင်စားရခက်တယ်ပန်းတီဆိုလဲအချိန်ပြီးဒီတိုင်းစားဖို့ဆိုရင်ကတော့နည်းနည်းခက်တယ်အဲဒါကြောင့်မို့